ပြည်ထောင်စုမြန်မာနိုင်ငံထဲမှာနေတဲ့လူငယ်တွေကိုကျွန်တော်စကားလေးနည်းနည်းလောက်တော့ပြောချင်တယ်မင်းတို့တွေဘာဖြစ်လို့သူများပြောရတယ်ကိုယုံပြီးတော့အလိန်ခံနေတာလေမိမိတို့ဘဝတိုးတက်ရတူးလက်လန်းကြောင်းမင်းတို့တွေမရှာတော့ဘူးလားလို့ငါမင်းတို့ကိုပြောချင်တယ်မင်းတို့ပြောတော့မင်းတို့ကခေပညာတက်လူငယ်တွေစူးဟုတ်ပြီလားဘာလဲမင်းတို့လက်ထဲမှာရှိတဲ့ဖုန်းတွေကနော်ဖုန်းကြောင်မှုတက်တက်နဲ့ဂိမ်းဆုပ်ဖို့လားလို့ပဲငါမေးချင်တယ်ဖုန်းတစ်လုံးရှိရင်တကဘာလုံးဝင်သီးလားလိလာစုံစမ်းလို့ရတယ်ဒါလောက်နီးပညာတိုးတက်နေတဲ့ AI ခေတ်ကြီးမှာကွာဟုတ်လား AI ချက်ကရူးလို့ရေးပြီးတော့ရှာလိုက်လို့ရှိလို့ရှိရင်နော် software လေးတစ်ခုကို download လုပ်လို့ရှိရင်မင်းတို့အတွက်တငယ်ချင်းကောင်းတစ်ခုတယောက်ပေးလိမ့်မယ်မင်းတို့သိကျင်တဲ့အလုပ်ကြောင်းဘဝတုဒ္ဒအကုန်လုံးကိုမေးသူအကုန်လုံးကိုဖြည့်ပေးလိမ့်မယ်ဟုတ်ပြီလားတကယ်လို့မင်းတို့ကောင်းနေဥမာမလေးရှားအကြောင်းသိကျင်လို့ရှိလို့ရှိရင်နော်မလေးရှားမှာအလုပ်လုပ်နေတဲ့လူတယောက်ကိုမေးဂျပန်နိုင်ငံအကြောင်းကိုသိကျင်လို့ရှိရင်ငါ့ကိုမေးနော်ဂျပန်နိုင်ငံမှာရှိတဲ့နော်လာစာအခြေအနေနဲ့နော်ကုန်စည်နှုန်းနဲ့အကုန်လုံးငါအကုန်ပြောပြမယ်တကယ်လို့ကိုရီးယားမှာနေတဲ့လူအကြောင်းကိုသိချင်လို့ရှိရင်ကိုရီးယားမှာနေတဲ့မြန်မာတွေကိုမေးနော်ပြောပြတဲ့ညီနိုင်ငံခြားမှာရှိတဲ့ညီကိုရီးယားလဲ KC တွင်းကြအကုန်လုံးကိုကောင်းတာတွေဆိုးတာတွေအကုန်လုံးကိုရှင်းပြကြပါလို့ပဲမိတာရက်ခံပါတယ်အခုတော့မင်းတို့ကောင်တွေကပွဲစားတွေကိုသွားမေးတော့ပွဲစားတွေကပတ်စံရရေးဖြစ်တဲ့အတွက်မှုစားမပါလင်္ကာမချောဂျဘိုးကိုလေးဖြစ်အောင်ပြောတော့မင်းတို့ကောင်တွေခံရပြီမဟုတ်လားအခုထိုင်းမှာလည်းဒုက္ခရောက်တဲ့လူတွေအများကြီးပဲပွဲစားယုံလို့မလေးရှားမှာလည်းပွဲစားယုံလို့ဒုက္ခရောက်တဲ့လူတွေအများကြီးပဲဒူဘိုင်းမှာလည်းပွဲစားယုံလို့မြန်မာမိန်းကလေးတွေဒုက္ခရောက်တဲ့လူတွေအများကြီးပဲမင်းတို့ဖုန်းထဲမှာနော်နိုင်ငံတကာငွေစည်းတွေကိုကုန်စည်တွေနော်စုံစမ်းလို့ရတယ်လို့မျက်စိလေးဖွင့်နားလေးဆွသူများပြောတာကိုပဲယုံနေနဲ့မင်းတို့ကိုတတ်ထည့်ပြီးတော့ရက်ထည့်နေတာမင်းတို့ဘဝတွေပြည့်စည်နေတာနော်မင်းတို့တွေကမှန်တာပြောတဲ့ကောင်ဆိုမင်းတို့ကောင်တွေကဆဲဖို့ပဲတည်တယ်